တရားလေးလို့ကျင်တာဒီဘောက်စလို့ကျင်တာကဲဝယ်ခဲ့ပါအရန်သွားချင်နေတဲ့နေရာတနေရာကိုအခုရောက်နေပါပြီအဲ့ဒီနေရာလေးကတော့ဒီပါပေါ်မဲ့တောက်ရမယ်ယုံOh my god ချစ်စရာလေးတွေခေါ်တော့ဒီလို stand ရုပ်တွေတိတ်မကြိုက်ဘူးပေါ့နော်ဒီလို stand ရုပ်လေးတွေကိုတိတ်ပြီးတော့မကြိုက်ဘူးချစ်တော့ချစ်တယ်ဒါပေမဲ့အဲ့လောက်ကြီးကြိုက်မနေဘူး stand ရုပ်တွေကိုချီယောမနီချာနဲ့ဟိုလည်းရှိစရာလေးငကားမင်းသားလေးနဲ့နာမည်ဘယ်လိုခေါ်တာ so cute အမှန်တကယ်လိုချင်တာကလေစလာကလေးကရွေးလာပြီးသားဒါပေမဲ့ဒီနေ့ရောက်သွားတဲ့အခါကျတော့လေဘာလူယူလို့ယူမှမသိဘူးဖြစ်သွားတာပေါ့နော်အဲ့ဒါလည်းရွေးလို့မပြီးတော့အဲ့ထက်မှတနားရီလောက်ကြာသွားတယ်ငါရွေးရမှမသိဘူးဖြစ်နေတယ်ပေါ့နော်အခုတော့လည်းတွေ့ထားတာတစ်ခုတော့ရှိတယ်ဒါပေမဲ့ scarf panda ပဲယူမှာအဲ့ဒီကချစ်စရာလေးငါဖက်တာပဲဒီမှာဒါပေမဲ့ကြည့်တာဘူးလေဆရာတို့ကဘာလို့ဒါစကန်ကြီးလို့ဒါလေးလည်းကြိုက်တယ်ဒီရုံလေးလည်းကြိုက်တယ်ဒီထက်ဆိုရင်လေဘယ်ရုပ်ချက်ချအကုန်ကြိုက်တယ်ဒါလည်း6လေး8တောင်းပဲဆရာလေးတွေစကားပတ်တာလေးရွာမှာဒါလေးရွာမှာမသိဘူးအဲ့ဒီမှာသူများတွေကရွေးပြီးွားရေကိုတယောက်ပဲအမအလုံးကြတဲ့ဘုံမဖြစ်အဲ့နှစ်ပူတွေကဗျာများနေဒီမူမောယူရင်ကောင်းမလားစကားပန်တာယူကောင်းမလားပေါ့လားဘာယူလို့ရောမသိဖြစ်နေဒါပေမဲ့နောက်ဆုံးကျတော့လေစကားပန်တာပဲယူခဲ့လိုက်ပါတယ်အဲ့မှာခွန်ပြောချင်တာကလေဘာနာဟေးရောက်ပြီဆိုရင်လေအဲ့ Pommas တော့သွားတဲ့နေမှာပါတယ်တိလားဘာဖြစ်လို့ဆိုတော့တော်တော်လေးလာတာအဲ့အထက်အမြင့်အဆောက်အဦတွေမှာတပုတ်နေဝင်ရိုက်ကိုယ်ရဲ့ box လေးနေပေါ့နော်ရိုက်တပုတ်ရိုက်မယ်ဆိုရင်တော်တော်လေးလာတယ်တော်တော်လေးမိုက်တယ်ပေါ့နော်အဲ့တော့ခွန်ကတော့တကယ်လို့ဘာနာဟေးရောက်ခဲ့ရဆိုရင်တော့ Pommas story သွားပြအောင်သွားခဲ့ပါဝယ်ခဲ့ပါပြီဝယ်ခဲ့ပါပြီဒီရလေးပေါက်လည်းမသိနော်ဆက်ရှင်လောက်မရင်ကဲနောက်ဆုံးတော့ဝယ်ခဲ့လိုက်ပါပြီ爸爸我လည်းမသိအရင်ရင်ကုန်နေပါပြီ爸爸ညဝလာလားနေရုံကိုလေးရတည်းအခုဒီလိုဖောက်ပဲအမနဲ့ let's go ကဲတော့ဖောက်ပါမယ်အမနဲ့တူအမနှုတ်ဆိုအမရင်ပေါ့ဒီမှာရင်ပေါ့အဲ့ဒီမှာဒီမှာပါလေအမဘေးရောက်လို့ကျင်းတယ်ဒီအောင်လေးကြိုက်တယ်ခရမ်းရောင်ဒီအောင်လေးကြိုက်တယ်ခရမ်းရောင်လေးကြတာပေါ့အမခွန်လေးကကြတော့အမဲလေးလိုချင်တယ်ပြီးအဖြူလေးကြအနီလေးကြတယ်ပေါ့နော်ဒါပေမဲ့ဘေးရောင်ပေါ့အကုန်ကြိုက်တယ်ဒါပေမဲ့ဒီပန်းရောင်တော့မလိုချင်မိန်းကလေးရမ်းဆန်ဟုတ်တယ်အမလည်းပန်းရောင်ပန်းရောင်မကြိုက်โอเคဒီမှာဒီခရမ်းရောင်လေးလိုချင်တယ်ပြီးဒီနက်ပြလေးလားဟုတ်တယ်လေးလေးလာတယ်ကဲဖောက်မယ် 1 2 3 go အမအထက်ရဟိုမကြည့်နဲ့အကက်ကိုမကြည့်နဲ့ကြည့်နေတော့1 2 3မကြည့်တော့ကက်ကိုမကြည့်တော့ဟုတ်အင်းညာပဲကန်ရမပါကက်ကထဲမှာရေကက်မကြည့်ဘူးမကြည့်အဲ့ဒီမှာပေါ်နေပြီရောအမခရမ်းရောင်လေးလားမသိအနီရောင်လေးလားမသိဘူးအနီရောင်လို့ရင်တော့အနီရောင်လို့ရင်တော့ဖြစ်ဖို့များတယ်ရောဘာရောလဲ yes လူတွေနဲ့ရောက်တဲ့ကမ်းပေါက်သွားပြီလူတွေနဲ့ရောက်တဲ့ကမ်းပေါက်သွားပြီပြောလေးပါဒီမှာပါဆိုပြီးလာတယ်ပြေလို့ကတော့ဆွရောမကြမျက်လုံးနှစ်မျိုးနော်မျက်လုံးနှစ်မျိုးနော်ဟာလေးတော်လာပဲမဟာလေးလည်းလာငင်းလေးဒါကြတော့ငင်းလေးတော်တော်သမီးရအောင်သမီးလူ
လိုချင်တဲ့ရောက်နေအလိုချင်တဲ့ရုပ်လေးပေါ်ပြောသွားပြီ ဘာဘူးပဲဖောက်တာလား အမလည်းကြံအောင်အမလည်းတူအမလည်းခင်းရလိုချင်တာ မဘယ်ရလိုချင်တာလဲခဏနေဒီထဲမှာဘယ်ရလိုချင်သေးလဲ အာမ ဒါစီတော့နော် အမခင်းပြီးနေတခြားရပတ်ပစီ သူလေးလာတယ်ကြာလေးလာတယ် အပြာလေးယူမယ်အပြာလေးအပြာလေးပါ ပြာလေးကောက်ချင်တာလားမကဲအေးပါပါသေးအော် ဟောဒီမှာ1 2 3 เอ๊ะมายังบอกเลยนั่นအပြာမဟုတ်ဘူး အပြာမဟုတ်ဘူး ဖြူလေး ဒီမှာအယောင်မြင်သွားပြီအယောင်မြင်သွားပြီ ဒီလေးတော့လာရနော်မကူနဲ့ပြလေး ကျူမဝစ် အဝါ ဒီယောင်လေးလာလေ လာရော ချစ်စရာလေးဒီမှာပို့လာရော ဟောလေးလေးလာရော ဒီမှာတော့လာရောအော်ချစ်စရာလေးကျိုးဒီယောင်လေး ဟောလေးလေးလာရော ဟုတ်တယ်အမသူရဲ့ကြက်ကဒီမှာဒီကြက်ကလေးတော်လာလား ဒါစောနာရုပ်ရဲ့ကက် အမခုနရုပ်လေးတက်ကြည့်လားအဲ့ရောင်လေးအခင်းလေးကတော်လာတော့ပြင်မှာဒီမှာအမပေါက်တဲ့ရုပ်လေးနေအမလိုချင်တဲ့ရောင်နဲ့ကောပေါက်တယ်နော်ကြံကောင်းတယ်အမလည်းဒီမှာဒါခုလေးလိုချင်တဲ့အရာ ဆက်ပြီး တော့ရကွက်တီအမရဲ့အမျိုးသားတော့မကျွေးတိုးနေပါပြီကျွတ်တက်နေပါပြီကိုရီးယားတော့ပြောနေပါပြီကဲပါ bye bye